အဲ့တော့ကျွန်တော် 주신 생각 복사 따지면 35, 38 တို့ကတော့ဒီမှာ 주제로 가장 알맞은 걸로 ပြောထားတာအဲ့ဒါ 주신 생각 ကိုရွေးခိုင်းတာပါပဲเนาะအတူတူပဲ 여러분 အဲ့တော့ 주신 생각 복사တွေဒီ 여러분တို့ကအဖြေကို စာပိုက်ဒီလိုစာပိုက်ကြီးနဲ့လာမယ်ဆိုရင်အနောက်တစ်ဝက်မှာအဖြေရှိရလို့ 여러분 အကြမ်းဖျင်းယူဆထားလို့ရတယ်쌤တို့နေ့စဉ်ဘဝမှာလည်းတူတူပဲ쌤တို့တွေစကားတယောက်ယောက်ကိုစကားတစ်ခုခုပြောတော့မယ်ဆိုတဲ့အခါမှာလေ쌤တို့တကယ်ပြောချင်တဲ့အကြောင်းအရာကို쌤တို့ဒဲ့ကြီးပြောပလိုက်တယ်ဆိုတာနည်းနည်းရှားတယ်ကိုပြောတဲ့အကြောင်းအရာကိုနားလည်ဖို့쌤တို့ဘာလုပ်ပေးလဲဆိုတော့ဒီနားထောင်တဲ့သူအတွက်쌤တို့ intro ဝင်ပေးတယ်နားထောင်တဲ့လူနားလည်အောင်လို့လေဥပမာအဖြစ်ဆိုရင်쌤စီကိုចောင်းသားတွေကအဲ့လိုအတန်းခွင့်တိုင်တဲ့အခါကျရင် share ရေးအခွင့်တရအတန်းခွင့်လေးတရလိုချင်လို့နော်ဆိုပြီးတော့မှပြောတဲ့သူလည်းရှိတယ်အဲ့လိုတဲ့ကြီးပေါ့နော်တရိုက်ကြီးပြောတဲ့လူလည်းရှိတယ်တချို့ကြရင်ဘယ်လိုပြောလဲဆိုတော့share ရေးသမီးမနေ့ကတော့အပြင်သွားတာအဲ့ဒါလေအပြင်မှာမိုးမိလာတာညကလေးကခေါင်းနေနဲ့ကိုက်နေဆေးတောက်ပြီးတော့အိတ်လိုက်တယ်ဒါပေမဲ့မနေ့ရောက်တော့လေချောင်းနေနာပြီကိုယ်တွေပူနေတာအခုထိမတက်တာသေးဘူးအဲ့ဒါကြောင့်မလို့သမီးဒီအတန်းတရက်ပြတ်မယ်နော် 여러분, 제목 볼라이때 애니 메시지 시지에 주신 생각과 발레 아딴디에 삐치나 맞죠? 여러분 두두배 제목이 주디로 주신 생각 복사리야래 별로 라마래 소로 디시 또와디 또 바장 뼈마래 발로 디로 뼈마래 소라 신비하라 피비어마 안나 또와가마 두드게 뼈치네 아장야로 유사 비어마 주신 생각 복사리 피에 가자인 셈가ပထမဆုံး တစ်ကြောင်း ဘာပြောချင်တာလဲ နားလဲအောင် ဖတ်လိုက်တယ် ပြီးရင် အနောက်ဆုံး တစ်ကြောင်း တော့ ဖတ်တယ် အရှိ တစ်ကြောင်း ဖတ်ပြီးရင် အနောက် တစ်ကြောင်း ဖတ်လို့မှ အဖြေမရသေးဘူးဆိုရင် အလယ်ကဟာတွေ သွားဖတ်တယ် 쌤은 အဲ့လိုပုံစံနဲ့သွားတယ် ဒါပေမဲ့ ဒီနည်းလမ်းက ကျောင်းသားတွေတိုင်းသုံးလို့ရတဲ့နည်းလမ်းလို့တော့ 쌤은 မထင်ဘူးပေါ့နော် 여러분 အဲ့တော့ ဒါ 여러분들 နည်းနည်းလောက်တော့အကူအညီဖြစ်မယ်လို့ထင်တယ် 주신생각 복사, 주제 복사 ဆိုရင် အနောက်နားလေးမှာ အဖြေရှာရမှာပါလား ဆိုတာကိုသိပြီးတော့မှ 여러분들이 ဒီ 선택지မှာ အဖြေရွေး အဲ့လို နည်းနည်းလွယ်လွယ်ကူကူ ရွေးလို့ရနိုင်လောက်မယ်လို့ထင်လို့ပြောပြပေးတာပါ 여러분 여러분들이 ဒီလိုမေးခွန်းဟောင်းအများကြီးဖြေခြင်းမရှိသေးတဲ့သူတို့ပေါ့နော် အဲ့လိုလူမျိုးတွေဆိုရင်တော့ 여러분 စာတစ်ပုဒ်လုံးဖတ်တာနည်းနည်းလေးပိုကောင်းမယ်လို့ 쌤 ထင်ပါတယ် ပြောတာပြောပြရတယ် 여러분 ဒီလိုနည်းနဲ့ဖြေလိုက်လို့မှားသွားမှာလဲစိုးရိမ်ရသေးတယ် ဘာဖြစ်လို့လဲဆိုတော့ 쌤 တို့ကတော့အဆင်ပြေလေ ဒါပေမဲ့ 여러분 တို့အဆင်ပြေမပြေရှိသေးတာဆိုတော့ ကဲ အဲ့တော့ 쌤 ဖြေတဲ့နည်းနဲ့ 여러분 တို့ဖြေပြမယ်နော် 여러분 နော် ဒီနားလေးမှာဆိုရင် နံပါတ် 35호 따지면 디마 태양계에 존재하는 태양계가 네အဖွဲ့အစည်းမှာတည်ရှိတဲ့ 수많은 소행성과 조댕조모아를 마가로래 천문학적인 가치가 지는 나카타비라 사이야 땀보리 알로 တည်ဆောင်ထားတဲ့ 광물가자로 뜻으로လည်းပြောလို့ရတယ် 디마တွင်းထွက်ပစ္စည်းပေါ့နော် တွင်းထွက်ပစ္စည်းတွေက 있는 것으로 시에서ပြီးတော့မှ တွင်းထွက်ကြောင့်တွေ 시에서ပြီးမှ 예상된다.ခန့်မှန်းထားပါတယ်. 그래서 다자므로 많은 나라들이 명명나서던နိုင်ငံတွေက 이에 관심을 가지고 있다. 이에ဆိုတာ 배울래 소행성리 테마 소행성리고 들어 이해생문자니자래. 그래서 나고 좀 ဖတ်လိုက်တယ်. 미래 지원을 확보하기 위해서 어나가의 지원, sorry. 자원대연사다리고 확보하기 위해서 확보하다의 어디배야 디니아마 샘노가 탱탱네로 배바다 변라이면어 탱탱보 어쩌가로래 자구적으로 짜자자네 소행성 탐사에 대한 탐사수와 리라라 조댕조마리 리라래 안에 리라래 니암 네빠따비로마 투자 예니명나나의 기술 개발서 니빈야 개발တိုးတက်အောင်လုပ်တာတဲ့နေရာမှာ 나설 필요가 있다. 시트워볼 လိုအပ်တယ်ဆိုတာ 나တက်ကြွလုပ်ဖို့ လိုအပ်တယ်လို့ သူအဲ့လိုလေးနဲ့သုံးတာ ပြီးတဲ့နောက်မှာလေ 쌤가 주제생각 အဲ့ဒီရှာတဲ့ပုံစာတွေမှာ audio 필요가 있다. 뭐하느냐 အဲ့လိုနေရာရှိ အဲ့ဒီနေရာဒီ 주제생각 빼. အဲ့ဒီစာတော့ 주제생각 빼. 쌤 အဲ့လိုလေးတွေ့ရပါနဲ့ နော် ကဲ အဲ့တော့ 쌤 တို့သွားကြည့်ရအောင် ဒီနောက်ဆုံးစာကြောင်းမှာ သူပြောထားတာ ဒီ 쌤 တို့တွေအနာဂတ်မှာ 쌤 တို့ရဲ့သယံဇာတတွေက ဒီကမ္ဘာမှာရှိတဲ့လူတွေက ထုတ်သုံးလို့ဖြည်းဖြည်းနဲ့ကုန်နေပြီလေ အဲ့တော့ ဒီအနာဂတ်သယံဇာတတွေကို 쌤 တို့က ထိမ့်သိမ်းထားဖို့အတွက် ပေါ့နော် ထိမ့်သိမ်းထားဖို့အတွက် တက်ကြွနဲ့ သူကတခြားဂျိုက အဲ့လိုသယံဇာတတွေသွားယူချင်နေရ တက်ကြွနဲ့ ဒီလိုမျိုး ဂျိုသိမ်ဂျိုမွားတွေကို လေ့လာတဲ့နေရာ လေ့လာတာနဲ့ပတ်သက်ပြီးတော့မှ ရင်းနှီးမြှုပ်နှံတာတွေ နည်းပညာ 개발လုပ်တာတွေပေါ့နော် နော် အဲ့လိုဟာမျိုးတွေ နည်းပညာတိုးတက်အောင်လုပ်တာတွေ ဒီလိုနေရာမျိုးတွေမှာ 쌤 တို့တွေဒီလုပ်ဖို့လိုအပ်နေပြီလို့ အဲ့လိုလေးပြောထားတာ အဲ့တော့ ဒီစာကြောင်းနဲ့ဆင်တဲ့ဟာလေးကို 쌤 တို့သွားရှာကြည့်လိုက်မယ် အောက်နားလေးမှာ 미래 자원 확보를 위해 미래 자원 확보하기 위해
ဟုတ်ပြီနော်အဲ့တော့အနာဂတ်ရဲ့တရားစာသားတွေကိုဆိုမျိုးထိမ့်သိမ့်ဖို့အတွက်စွိမ်းဆောင်ထမ်းစားရဲ့တရားစွိမ်းဆောင်ထမ်းစားစွိမ်းဆောင်လေးလာခြင်းနဲ့ပတ်သက်ပြီးတော့မှ노력을기울여야한다စ조사အားထုတ်ရမယ်လို့ပြောထားတယ်ဒါ설필요가있다ဟုတ်လားဟုတ်ပါတယ်ရုံနဲ့အဖြေကနံပါတ်4ပါနော်ဒီစာပိုက်ကဆယ်မျိုးကိုဘာပြောပြချင်တာလဲဆိုတော့ဒီစွိမ်းဆောင်မှာနေအဖွဲ့အစည်းမှာအာဒီလိုမျိုးချိုးသိမ်းချိုးမွားတွေကိုမရှာတွေ့ရသေးတဲ့ချိုးသိမ်းချိုးမွားတွေရှိရဆိုတာပြောပြချင်လို့ဒီစာကိုရေးထားတာမဟုတ်တလို့ဆယ်မျိုးတွေဒီစွိမ်းဆောင်ကနေခွန်မွေးတွေကိုအခုထိမယူလာနိုင်သေးဘူးဆိုတာသိချင်လို့ဒီစာကိုရေးထားတာလည်းမဟုတ်ဘူးပြီးတော့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်ဘာညာပြောချင်လို့ဒီစာရေးထားတာလည်းမဟုတ်ဘူးသူကကြတော့ရုံတို့တွေဒီအနာဂတ်ကဆယ်မျိုးတရားစာသားတွေကိုကာကွယ်ဖို့အတွက်ကတော့ဒီစွိမ်းဆောင်ထမ်းစာနဲ့စွိမ်းဆောင်လေးလာတာနဲ့ပတ်သက်ပြီးစူးစမ်းအားထုတ်မှရတော့မယ်ဆိုတာကိုပြောပြချင်တဲ့အတွက်ကြောင့်မလို့ဒီစာကိုရေးထားတာပါရောတော့အဲ့တော့အဖြေကနံပါတ်4ဖြစ်ပါလိမ့်မယ်နော်ကဲဆင်မတော့အဲ့လိုလေးဖြေပါတယ်ဒီမှာလဲဆင်ကအခုနပုံစံလိုမျိုးလေးပဲဖြေကြည့်မယ်သိလားဒီမှာကြည့်လိုက်경기 침체로 뼈ထားတယ် 경기ဆိုတာက စီးပွားရေး 침체ဆိုတာရပ်တန့်တာအဲ့ဒါဆိုဒီစီးပွားရေးကျဆင်းတယ်လို့ဘာသာပြန်လို့ရတယ်또 침체ဆိုတာတိုးတက်မှုမရှိပဲရပ်တန့်သွားတာလေအဲ့တော့ဒီစီးပွားရေးကျဆင်းမှုထဲကိုရောက်သွားပြီဆိုရင် 사람들은လူတွေကတော့소비보다သုံးစွဲဖို့အတွက် 저축을 늘리려고 한다 sorry 늘리려고 한다 အဲ့တော့စုဆောင်တာကိုသူတို့ပို့ပြီးလုပ်ဖို့လုပ်ပါတယ်တဲ့ဒီမှာသွားကြည့်မယ်နော်အောက်ဆုံးတစ်စား 개인 차원에서 디 우디아우테의 차원ဆိုတာlevel အဆင့်ပေါ့နော်ကိုတူဦးတယောက်တည်းအတွက်ဆိုရင်ကိုတူဦးတယောက်တည်းအတိုင်းအတာနဲ့ဆိုရင်ကတော့ 저축이 ငွေစု라가 합리적인ဆိုတာကကြတော့ 오케이 다 신진동띠아ရှိတဲ့다 역디때네 뭐노 행동이지만 အပြုမူဆိုပေမဲ့ 경제 정체적으로는 시바이တစ်ခုလုံး အရာဆိုရင်ကတော့ 비합리적인 다 역디못되네 အဆင်မပြေတဲ့ပေါ့နော် 상황,အခြေအနေကို 초래하게 되는 것이다. 초래하다의 대비야 떼사올라래, 유사올라나이네, 디로리네 똥타래. 샘노리, 디 시바이 짜세미소 얘네 루리야 똥쇠보다မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့အခြေအနေလေးနဲ့နော် သူတို့တွေက 똥쇠보다 ငွေစုဖို့ ပို့ပြီးတော့မှ သူတို့ အားတန်လာကြတာ နော်အဲ့တော့ဒီတူတယောက်တည်းရဲ့ level မှာကတော့ငွေစုတယ်ဆိုတာက okay ပတ်စံမှာအများကြီးမရှိတာစီးပွားရေးကျဆင်းနေတာငွေစုရမှာပေါ့ဟုတ်တယ်မလားဒါယုတ်တိတန်တဲ့အပြုတ်မှုပဲဒါလုံတဲ့လုံထိုက်တဲ့အပြုတ်မှုပဲဆိုပေမဲ့စီးပွားရေးအရာဆိုရင်ကတော့တဲ့ဒါယုတ်တိတိတ်အစင်မပြေတဲ့ပေါ့နော်အခြေအနေကိုယူဆောင်လာပေးနိုင်တယ်တဲ့ကဲအဲ့တော့ same ထင်တယ်ဒီစာပိုက်က 주제생각과 답에 အဲ့တော့ 샘노리디 디바고 또하샤지메 디사장내 센두레 하시라 뭐노 디마소인 불경기 소라 시바이 짜세나 너 시바이 세메비야 불경기에는 시바이 짜세나마가로래 비합리적인 소비로 알로 비합리적인 소비 자오모로 인해 비례나마 근로자들의 저축이 줄어든다. အဲ့တော့ရုပ်ကြည့်မတန်တဲ့ သုံးစွဲမှုတွေ ကြောင့်မို့လို့ 근로자의 원탄의 저축 뇌수라가 줄어든다. 뼈자도아래ဟုတ်ပါဘူး 여러분. 그리고 경기가 침체하며 시바이 짜세메 시바이 였다마 봐너 시바이 짜세메소인 개인의 소득이 호의 외외가 줄어들지 않도록 여머도아 투자를 늘려야 한다. 예니명 내야 매. 샘태니만 예니명 내야 매로 뭐 빠오. နောက်တစ်ခုသွားကြည့်အောင်နံပါတ် 경제 상황을 고려해서 디시바의အခြေအနေကို ထည့်သွင်းစဉ်းစားပြီးတော့ 생산과 고용은 생산과 ထုတ်လုပ်တာ 고용ဆိုတာ 일자리네 အလုပ်ရတူတူပဲ အလုပ်နေရ နော်? 고 적절히 조절하는 것이 중요하다. 뜬뜰력발사 조절로다 탱이라가로 가오네래. 아니에요. 앞이야 너무 리베. 디마비오타레 경기 침체 시에는 시바이 짝센의 진이 묘마가로 저축이 국가 경제 정체에 에러 외수레소라가로 나이의 뭐너 시바이 딱쿨로마 부정적인 영향 마가온의 조대야무리고 베나이 말에 베나리 마티레 비합리적인 상황을 초래하게 된다 소라가 국가 경제 정체에 부정적인 영향을 줄 수 있다는 အဓိပ္ပာယ်တူတူပဲအဲ့တော့ယုံနဲ့အဖြေကနံပါတ် 4ဖြစ်မှာတပိုင်းလုံးတော့ပြန်ဖတ်ကြည့်မယ်နော်
ဒီနားလေးမှာသူပြောထားတယ်လူတွေကလေစီးပွားရေးရပ်တန့်သွားရင်စီးပွားရေးကျဆင်းသွားတယ်ဆိုရင်တဲ့သုံးစွဲဖို့အတွက်စုဖို့ပို့ပြီးတော့မှသူတို့ကတိုးမြင့်လာကြတယ်ပေါ့နော်ဒါပေမဲ့저축이အဲ့လိုငွေစုတာက 언제나 긍정적인 것만 아니다အမြဲတမ်းကောင်းနေရမျိုးတော့မဟုတ်ဘူး소비가 줄면သုံးစွဲတာကလျော့မယ်ဆိုရင်기업의 매출이 감소해서 디စီးပွားရေး기업ကုမ္ပဏီတွေပေါ့နော်စီးပွားရေးလုပ်ငန်းစုတွေရဲ့ 매출 ဒီအယောင်ဝင် 양자야의 농가 감소해서 여자들의 어쩌면 생산과 토록단의 고용 알록가인 알록리야리 뭐너 일자리가 줄 수밖에 없다 여자들의 앞에 메시고 뭐너 밖에 없고 메시베네 결국 나서 말어 근로자들의 소득도 줄어들게 된다 윈해니의 소득 윈위가 레베 여자들의 에라 이야리 뭐 비성나요 에 레반이야 디라 또아비요 에이 시와이 알로 딱เข้าใจ 루리야 레အများကြီးမဝင်ဘူးလေ여러분စီးပွားရေးကလည်းကျနေရအဲ့တော့ရွှေသုံးတော့လုပ်ငန်းတွေကမရောင်းရအောင်မရောင်းရတော့အများကြီးမထုတ်လို့ရအောင်အများကြီးမထုတ်လို့ရတဲ့ခါကျတော့သူတို့မှလည်းဝင်ငွေအများကြီးမရတော့ဝန်ထမ်းတွေကိုလျှော့တယ်ဝန်ထမ်းတွေလျှော့တော့ဝန်ထမ်းတွေကိုလစာလျှော့ပလိုက်တာမျိုးပဲဖြစ်ဖြစ်အလုပ်ထုတ်ပလိုက်တာမျိုးပဲဖြစ်ဖြစ်အလုပ်လျှော့လိုက်တာမျိုးပဲဖြစ်လုပ်တယ်အဲ့တော့ဝန်ထမ်းတွေကအလုပ်လက်မဲ့ရှိတော့ပတ်စံမရှိတော့ဗျာပတ်စံမရှိတော့ရွှေသုံးပြန်ရောရွှေသုံးပြန်တော့အဲ့အခြေအနေကနေမလွတ်မြောက်နိုင်ဘူး여러분 너 와인지 빡빡 두고 편이야. 아마 sorry. 그러면 답이면 그러면 sorry 답이면 그러면 미래가 불확실해진 사람들이ဝင်ငွေကလည်းလျော့သွားတယ်အဲ့လိုဖြစ်မယ်ဆိုရင်အနာဂတ်မသေချာတဲ့သူတွေကတော့ပို့ပြီးတော့တော့မှ소비를 줄여 똥을 쉬어비တော့정책 경기가 시바이တစ်ခုလုံးက 다시 침체에 빠지는 နောက်တစ်ခေါက်စီးပွားရေးကျဆင်းသွားပြန်ရောအလုံးမမရှိရချော့တော့ရမယ်လေကျဆင်းသွားတဲ့악순환ဆိုတာဒီမှာကောင်းတဲ့တန်တရားလဲမှုက 되풀이 된다ဆိုတာက ထက်ခါတလဲလဲဖြစ်နေတယ်ဒီလိုလေးနဲ့တုံထားတာ 개인의 차원에서는 꼬우디역대의 레벨마가로 꼬우디역대 원와이마가로 ngွေစုတယ်ဆိုတာက 다 가운데အပြုမှုဆိုပေမဲ့စီးပွားရေးတစ်ခုလုံးရကြည့်မယ်ဆိုရင်တော့ တိတ်မကောင်းတဲ့အခြေအနေကိုယူလာပေးနိုင်တယ်တည်ဆောင်လာပေးနိုင်တယ်ဒီလိုလေးနဲ့ပြောထားပါတယ်เนาะအဲ့တော့ယုံလေးအဖြစ်နံပါတ် 4ဖြစ်ပါမယ်샘가리အရှိစာကြောင်းကို ဖတ်တယ်လို့ပြောတယ်မလားအရှိစာကြောင်းကို ဖတ်တယ်ပြီးရင်ဒီနောက်ဆုံးစာကြောင်းကို ဖတ်တယ်လို့ပြောတာလေဒါပေမဲ့여러분 샘가အဖြေရှာပြီးသွားရင်ဒါမှမဟုတ်ရင်လည်းဒီလိုမျိုးဒါဒီလိုဖြစ်လောက်နိုင်တယ်လို့တွေးပြီးတိုင်းအလယ်ကစာကြောင်းတွေလည်းမချန်ခဲ့ပါဘူး 여러분မြန်မြန်ပြန်ဖတ်တာပါ이띠မရွေးဘာသာမပြန်တာလောက်ပဲရှိမယ်샘ပြန်ဖတ်ပါတယ်เนาะ 여러분 အဲ့လို샘လည်းမကြော်သွားရဲဘူးတိလားစာပွဲမှာဆိုကိုယ့်ဘာသာကိုမယုံပြီးရင်လေစာမွေးမှာဆိုရင်ခုံနံပါတ်ရေးရတယ်မလားအဲ့လိုခုံနံပါတ်ရေးထားတာကိုလေ4 5 6ခါစစ်ပြီးပြီဆိုရင်တော့မှလေစာမွေးအပ်ပြီးတော့စာမွေးခန်းထဲကပြန်ထွက်လာရင်ခုံနံပါတ်များမှားရေးခဲ့သေးလားဆိုတော့အဲ့လိုခံစားချက်ကြီးကအမြဲရတာ